နေမွန်းထဲချင်းရောက်တဲ့အချာတောအုပ်ကြီးထဲမှာကိုမင်းဆိုတဲ့လူငယ်တယောက်ဟာစိုးရင်တကြီးနဲ့တခုခုကိုလိုက်ရှာနေတာကိုရွှေယုံလေးတွေ့လိုက်ပြန်သွားတယ်။ကိုမင်းဟာသူ့ရဲ့နေမကောင်းဖြစ်နေတဲ့မိခင်အဖွားအိုအတွက်တောထဲမှာပဲပေါက်လေးရှိတဲ့ဆေးဘက်ဝင်းအပင်လေးတစ်မျိုးကိုလိုက်ရှာနေတာပါ။ဒါပေမဲ့အဲ့ဒီအပင်လေးဟာရှာရခတ်ပြီးတစ်ပင်ကြီးရဲ့အောက်ခြေမှာတိတ်တဆိတ်ပေါက်နေတတ်တာကြောင့်ကိုမင်းဟာအတော်လေးကိုအခက်တွေ့နေပါတယ်။ရွှေယုံလေးဟာကိုမင်းရဲ့ပူပန်နေတဲ့မျက်နှာကိုကြည့်ပြီးသူ့လဲလိုက်ကူရှာဖေးကိုဆုံးဖက်လိုက်ပါတယ်။ရွှေယုံလေးဟာတောအုပ်တစ်ခုလုံးကိုနှံ့ဆက်အောင်တိတာတူထိကာကြောင်းဆေးပင်လေးတွေပေါက်တက်တဲ့နေရာကိုကောင်းကောင်းသိပါတယ်။သူဟာကိုမင်းရဲ့ရှိကနေခုံပေါက်ကြီးနောက်ကလိုက်ခဲဆိုတဲ့အသေးပင်နဲ့လမ်းပြခေါ်ဆောက်သွားပါတယ်။ရွှေယုံလေးဟာအေးမြတဲ့စိန်စံရည်ထွက်ရာနေရာလေးတစ်ခုကိုရောက်တဲ့အခါရက်လိုက်ပြီးမြေပြင်ပေါ်ကအစိမ်းရောင်အရွက်လေးတွေကိုသူ့ရဲ့ခြေထောက်လေးနဲ့ညွန်ပြလိုက်ပါတယ်။ကိုမင်းဟာအနားကိုသွားကြည့်လိုက်တဲ့အခါသူရှာနေတဲ့ဆေးပင်လေးထိနေတာကိုတွေ့ပြီးဝမ်းသာလုံးဆုပ်သွားပါတယ်။တကယ်ပဲကျေးဇူးတင်ပါတယ်ရွှေယုံလေးရဲ့မင်းကြောင့်ငါအမေအမြဲနေကောင်းတော့မှာပါလို့ကိုမင်းကဝမ်းသာအားရပြောလိုက်ပါတယ်။ကိုမင်းဟာဆေးပင်လေးကိုဂယုတစိုက်ဆွတ်ယူပြီးရွှေယုံလေးကိုချစ်စနိုးနဲ့နှုတ်ဆက်ကအိမ်ကိုအပြေးပြန်သွားမှာတော့တယ်။ရွှေယုံလေးဟာမိခင်အပေါ်တိတက်တဲ့သားလေးမလေးကိုကူညီခွင့်ရတဲ့အတွက်စိတ်ထဲမှာအတိုင်းမသိကြည်နူးမိပါတယ်။တောအုပ်ထဲမှာလေပြေအေးလေးတွေတိုက်ခတ်နေသလိုရွှေယုံလေးရဲ့စိတ်နှလုံးဟာလေအေးချမ်းမိပါတော့တယ်။သူဟာနောက်ထပ်ကောင်းမှုတစ်ခုကိုလှုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။